မင်္ဂလာပါကျွန်တော် Yemi Fantastic ဖြစ်ပါတယ်ကျွန်တော်မတည်သေးတဲ့လူရောတိပြည့်လူရောအတွက်ကျွန်တော်ဒီနေ့ကျွန်တော်ထွက်ရှိခဲ့တဲ့တခြင်းတွေကိုကျွန်တော်ပြန်ပြီးပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်2024တုန်းကထွက်ခဲ့တဲ့ Cherry Bomb တခြင်းကနေစပြောမှာဖြစ်ပါတယ်ဒီ Cherry Bomb တခြင်းကကျွန်တော်ဒီဇင်ဘာလောက်ကထွက်ထားခဲ့ရပါတော့ဒီ2024ဒီဇင်ဘာလောက်ကထွက်ခဲ့တဲ့တခြင်းဒီတခြင်းကဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel မှာဒီတခြင်းတွေထွက်ခဲ့တဲ့တခြင်းတွေမှန်များအကုန်လုံးနားထောင်လို့ရတယ်တခြား music platform တွေအကုန်လုံးအလင်းတဲ့နားထောင်လို့ရပါတယ်ဒီတချင်းလေးရဲ့အကြောင်းပြောရလို့ရှင်တော့ဒီဆောင်းရဒီညတညရမှာဒီလိုအမှတ်မထင်ပဲနဲ့တွေ့ဆုံခဲ့တဲ့ကောင်မလေးတယောက်အကြောင်းရေးဖွဲ့ထားတာဖြစ်ပါတယ်အဲ့လိုမျိုး cherry bean နဲ့ပတ်သက်တဲ့ fight ပေါ့နော်ကဲအဲ့တော့ဒီတစ်ပုတ်အနေနဲ့ကချစ်သက်ပြီဆိုတဲ့တချင်းမှာဖြစ်ပါတယ်ဒီချစ်သက်ပြီဆိုတဲ့တချင်းကဒီကျွန်တော်တို့ဒီအဓိကအပြင်teenager ဆရာတဲ့အနေနဲ့အဲ့လိုမျိုးရင်ကုန်သက်ဆချစ်သက်ဆမှာဆိုလို့ရှိရင်ဒီကျွန်တော်သဘောကျဒီချိုက်တဲ့လူတွေရဲ့စကားတန်လေးတွေပြီးလို့ရှိရင်သူတို့ရဲ့ view မူလေးတွေကအစပေါ့နော်ကျွန်တော်တို့အနေနဲ့ကမျက်နှိုးရယ်ဆိုတဲ့အကြောင်းအရာလေးကိုတချင်းအနေနဲ့ရေးဖွဲ့ထားတာဖြစ်ပါတယ်ဒီတချင်းတွေအကုန်လုံးကကျွန်တော်ရေးဖွဲ့တဲ့တချင်းတွေအကုန်လုံးကျွန်တော်ရဲ့ခန်းစားချက်အစစ်မှန်နဲ့ကျွန်တော်ရဲ့ဘယ်လိုပြောရမလဲခံစားချက်အစစ်မှန်နဲ့ရေးဖွဲ့ထားတဲ့တချင်းတွေပဲပေါ့နော်အဲ့တော့ဒုတိယမြောက်တချင်းလေးကချစ်သက်ပြီးဖြစ်ပါတယ်တတိယမြောက်တချင်းကလောလောထွက်ထားခဲ့ကျွန်တော်ရဲ့ဒီ Better Coffee တချင်းပဲဖြစ်ပါတယ် Better Coffee တချင်းကဆိုလို့ရှိရင်ကျွန်တော်ရဲ့ပထမဆုံးအသေးကွဲတချင်းလည်းပြောရရပေါ့နော်ကျွန်တော်ပြောလို့ရှိရင်ကျွန်တော်အသေးစကွဲဖို့ရဲ့အချိန်တုန်းကရေးထားတဲ့တခြင်းပေါ့နော်အဲ့တော့ဒီတခြင်းကလည်းဟိုတကယ်ရင်ထဲနှစ်ပြီးတော့နားထောင်လို့ကောင်းတဲ့တခြင်းတစ်ပုဒ်ဖြစ်မှာပါအဲ့တော့တော်တော်များများ feedback တွေပြန်ကြားရလဲအဲ့လိုမျိုးကျွန်တော်တခြင်းကိုနားထောင်လိုက်လို့ရှိရင်တကယ်ကိုဆွေးသွားတယ်အဲ့လိုမျိုးဝမ်းနေရရဲအဲ့လိုပုံစံမျိုးတွေကြားရလို့လဲကျွန်တော်တကယ်ဝမ်းသာတယ်အဲ့လိုမျိုးနားထောင်ပြရလို့ရှိလို့လဲကျွန်တော်အစ်တခြင်းတွေကိုကျွန်တော်လှုပ်ဖြစ်ခဲ့ရပေါ့နော်အခုဆိုရင်ကျွန်တော်တခြင်းတွေထုတ်တာဆိုဒီနေ့ဆိုရင်3နှစ်လောက်ရှိပြီပေါ့နော်ဒီပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့တချင်းထွက်နှောင်းอ่ะပေါ့နော်တချင်းတစ်နှစ်ကိုတပုတ်စီထွက်လာခဲ့ရအခု2016ရောက်တဲ့အထိတိုင်ကျွန်တော်တချင်း3ပုတ်ရှိခဲ့ပြီတချင်းနှောက်တဲ့အတစ်တပုတ်ကိုကျွန်တော်ဒီနှစ်ထဲမှာပဲကျွန်တော်အခုလှုပ်ထားရပေါ့နော်လောလောလတ်တချင်းနာမည်ရောရမင်းရုပ်လေးတချင်းပါဒီရမင်းရုပ်လေးကဆိုလို့ရှိရင်ကျွန်တော်တော်တော်လေးကိုတချင်းစရေးပြီးရဲ့အချိန်မှာကတည်းကပေါ့နော်ကျွန်တော်ထုတ်ချင်တဲ့တချင်းလေးတပုတ်ထဲမှာပါတယ်အဲ့တော့ကျွန်တော်လည်းသဘောကျရပေါ့ဒီချစ်သက်ပြီးတော့လည်းကျွန်တော်အရင်သဘောကျခဲ့ရပါအခုဒီရမင်းရုပ်လေးတချင်းကလည်းကျွန်တော်အတွက်လည်းအခွင့်အရေးပေးလာနေကျွန်တော်တချင်းကိုအမြန်ဆုံးနည်းနဲ့ပေါ့နော်ကျွန်တော်ထုတ်ဖို့ရှိရဲတချင်းကို official release လုပ်မယ်ဒိတ်ကကျွန်တော်အနားနီတော့ပြန်ပြောပေးမယ်ပေါ့နော်အကြမ်းမြင့်တွေးထားတော့ကျွန်တော် October ကျွန်တော်မွေးနေ့ရှိရဲ့လကိုကျွန်တော်ထုတ်ပြမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲ stay tuned ပါ